စီးပွားရေးတစ်ခုမှာဒီအချက်တစ်ချက်သာပြောင်းနေမယ်ဆိုရင်တေချာပေါက်မိတ်ဆွေရဲ့စီးပွားရေးကအရှိကိုလည်းရောက်မှာမဟုတ်ဘူးခိုင်ခန့်မှာမဟုတ်ဘူးတေချာမှာမဟုတ်ဘူးလူတွေရဲ့ယုံကြည်မှုကိုလည်းရမှာမဟုတ်ပါဘူးမင်္ဂလာပါ coach မွန်ပါဖြစ်ပါတယ်ကျမတို့တွေက identity ဆိုရဲကိုကဘယ်သူလဲကိုစီးပွားရေးကအဓိကဘာကိုပေးမှလဲဘယ်သူတွေကိုပေးမှလဲပြောရမယ်ဆိုရင်တော့ကိုကဘယ်သူလဲဆိုတာကိုတိတိကျကျမသိရင်ဥပမာဆိုခောက်ဆွဲဆိုတာနဲ့လူတွေမမားကိုမြင်တယ်မမားကခောက်ဆွဲအဲ့မမားမှာအများကြီးထပ်ထွက်လိမ့်မယ်သို့တော်ညာလဲမမားဆိုရင်သူ့ရဲ့ identity ကခောက်ဆွဲဖြစ်တယ်ဥပမာကျမဆိုလို့ရှိရင်ကျမ coach မှန်တယ်ကျမကရဲ့ identity ကဘာလဲဆိုရင် business တွေရဲ့ system ကိုအကောင်းမွန်ဆုံးတက်မတ်နဲ့အရှိကိုရှောက်လန်းသွားစေနိုင်ဖို့ဉာဏ်စံမှန်ကန်တဲ့နီးလန်းနေနဲ့အရှိကိုတစ်ဆင့်ရောက်ရှိသွားစေဖို့အတွက် system ဘိုင်းကိုအဓိကချပေးတဲ့သူတဦးဖြစ်တယ်ဆိုတော့ဒါကျမရဲ့ identity ပဲဖြစ်တယ်အဲ့တော့ဒီကကျမရဲ့မိတ်ဆွေတွေမှာလဲ product တစ်ခုကိုရောင်းတယ်ကျမကနှခမ်းနေရောင်းတယ်ဟုတ်ပြီအဲ့နှခမ်းနေကျမရောင်းတဲ့နှခမ်းနေရဲ့ identity ကပါတယ်နှခမ်းနေချင်းတူလာရင်တော့ကျမရဲ့အဓိကကျမပေးစွမ်းနိုင်တဲ့ identity ကပါတယ်ဘလို့အရာတွေကိုကျမကပေးမှာလဲအဲ့ဒါအရေးကြီးတယ်အဲ့တော့စီးပွားရေးတစ်ခုမှာအရေးအကြီးဆုံးကကိုယ့်ရဲ့စီးပွားရေးဥဆောင်နေတဲ့ကိုယ်တိုင်ရဲ့ identity ကဘာလဲအဲ့ဒါအရေးကြီးပဲအဲ့တော့ကိုယ့်ရဲ့ identity ကိုပတ်စံပေးမဲ့သူတွေကိုသိတာလာအောင်ထင်တာလာအောင်မြင်တာလာအောင်ရှင်းလင်းသွားအောင်သဲကွဲသွားအောင်မပြသနိုင်သေးတဲ့လူတွေကဝေဝါးနဲ့ပဲကိုယ့်စီကိုရောက်လာမှာမဟုတ်တကယ်သိတာထင်ရှားမြင်တာတဲ့သူစီကိုပဲရောက်သွားမှာဖြစ်တယ်ဆိုတာဘယ်တော့မှမမိပါနဲ့စစ်မှန်တဲ့ရလက်ကောင်းကိုပိုင်ဆိုင်နိုင်ကြပါစေကျမကတော့မိတ်ဆွေတို့ရဲ့ vision ကိုအခုထပ်ပို့ပြီးတော့ system တကြနဲ့အကောင်းမွန်ဆုံးလဲပတ်နိုင်စေဖို့ဉာဏ်စံမှန်ကန်တဲ့နည်းလမ်းနေနဲ့အတူအရှိကိုတစ်ဆင့်ရောက်ရှိစေဖို့အတွက်ဘေးနာကနေ vision coaching consultation ပညာရပ်တွေအပြင် NLP ရဲ့ tools and technique တွေနဲ့ပါကူညီပေးနေတဲ့လမ်းပြပေးနေတဲ့သူတဦးပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်